မင်္ဂလာပါကိုကိုမမတို့ဒီရဲ့ကြောက်လေးကိုညီမ330နဲ့ဝယ်ရခဲ့တာဝယ်ချင်းမှာကြီးတဲ့ချိန်မှာညီမဒီကြောက်လေးမြင်တဲ့ချိန်မှာအရင်လက်ခဏလေးပြညီမအခုအရင်စိတ်လို့ရှာတယ်ဒီကြောက်လေးညီမတို့နည်းနည်းလေးအရင်စိတ်မှကြည့်ကြည့်အောင်လားကဲစိတ်လိုက်တဲ့အနေထားကြည့်အောင်အိုးမာလေးကွေးစိတ်နေရမယ်နော်ဒါတော့မှညီမဒီနည်းနည်းလေးအပေါ်ရန်လေးပဲဆေးရတယ်တွေ့လားညီစာလေးကိုပဲဆေးရတယ်ရနော်ဒီအောက်ဖက်မှာလည်းညီမမြင်လိုက်တယ်ဒီမှာလာကြည့်ကြည့်အော်ဒီအောက်မှာလည်းတွေ့လားမကြည့်နော်အရေးလေးကစိမ့်နေရပဲကဲဒီကြောက်လေးအပေါ်ရန်လေးဆေးမှာတလောက်ထိစိမ့်နေပြီနော်ကဲအခုကြည့်လိုက်တဲ့အနေထားမှာအရေးကတနေရတယ်မကောက်တော့အောက်ဖက်မှာလည်းရှိရဒီကြောက်ကိုညီမတို့သုံးလုံးတိုးပတ်မလားဆိုရင်ညီမတို့ပြန်သွားထပ်ဆေးကြရကဲဒီကြောက်လေးစိတ်ဝင်စားတဲ့ကိုမတို့ရှိရင်ညီမအမြတ်ဆုံးမစင်ကြပါဆက်သွယ်မှဒီကြောက်လေးကိုတစု9သိန်းလေးနဲ့ရှယ်ယာလေးဝင်ရောက်ပြီးညီမတို့အတူတူရှယ်ယာလေးဆေးပြီးမှဖြတ်ကြရအောင်